မြို့ကြီးတစ်မြို့အတွင်းရှိရွှေလင်းယုံကုမ္ပဏီဟာအောင်မြင်နေတဲ့လုပ်ငန်းကြီးတစ်ခုပါလူတွေကတော့ဒီကုမ္ပဏီကိုချီးမွမ်းကြပေမဲ့အတွင်းပိုင်းမှာဘာတွေဖြစ်နေတယ်ဆိုတာကိုတော့လူနည်းနည်းပဲသိကြပါတယ်ကုမ္ပဏီရဲ့တထေးမမေတ္တာစင်ဟာတနေ့မှစဉ်းစားတယ်ဝန်ထမ်းတွေကိုတကယ်တမ်းဘယ်လိုဆက်ဆံနေကြလဲဆိုတာကိုယ်တိုင်သိကျင်တယ်ဒါကြောင့်သူမဟာတထေးမဆိုတဲ့အရာကိုဖုံးကွယ်ပြီးမေသူဆိုတဲ့နာမည်နဲ့အလုပ်သမားအသစ်တစ်ယောက်အဖြစ်ဝင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်အလုပ်ဆောင်ဝင်တဲ့နေ့မှာပဲမေတ္တာစင်ကအရာအလုံးကိုစိတ်ဝင်စားစွာလေ့လာနေတယ်ဒါပေမဲ့မကြခင်မှာပဲထူးခြားတာတစ်ခုကိုသတိထားမိတယ်။ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ကိုတန်းဦးကသူ့ကိုယ်သူတထေးနီးပါးလို့ပြောဆိုနေပြီးအခြားအောက်လက်ငယ်သားတွေကိုလွန်လွန်ကဲကဲအနိုင်ကျင့်နေတယ်ဒီစာရွက်ကိုပြီးအောင်လုပ်မဟုတ်ရင်မင်းလှုပ်ထုတ်ခံရမယ်ငါစကားကိုမလိုက်နာဘူးဆိုရင်မင်းနာဂတ်မရှိဘူးဆိုပြီးလူတွေကိုကြောက်ရွံ့အောင်ပြောနေတယ်။မေသူကသတိထားပြီးမေးလိုက်တယ်ကိုတန်းဦးဒီလိုပြောတာမကောင်းဘူးမဟုတ်လား။ကိုတန်းဦးကရဲပြီးပြန်ပြောတယ်မင်းမသိဘူးလားငါကဒီကုမ္ပဏီမှာအရေးကြီးဆုံးလူတစ်ယောက်ပဲ။တထေးကလည်းငါ့ကိုယုံနေနေ့ရက်တွေဖြတ်တန်းလာတာနဲ့အမျှမေသူကတက်တေထောက်ထားတွေစုဆောင်းခဲ့တယ်။ဝန်ထမ်းတွေကိုမတရားဆက်ဆံတာမိမိကိုယ်ကိုတထေးရောင်ဆောင်တာတွေကိုအကုန်မှတ်တမ်းတင်ထားတယ်။နောက်ဆုံးမှာတော့စုဝေးပွဲတစ်ခုပြုလုပ်ခဲ့တယ်။အားလုံးရှေ့မှာမေသူကတိတ်တိတ်လေးရက်နေတယ်။ပြီးတော့သူမကမျက်နှာဖုံးကိုဖြုတ်လိုက်တယ်။ကျမကဒီကုမ္ပဏီရဲ့တထေးမမေတ္တာစင်မှာအားလုံးတိတ်ဆိတ်သွားတယ်။ကိုတန်းဦးကမျက်နှာပြတ်သွားပြီးမယုံနိုင်တယ်လို့ဖြစ်နေတယ်။မေတ္တာစင်ကတီတီငိမ့်ငိမ့်ပြောတယ်အလုပ်သမားတွေကိုလေးစားမှုမရှိဘဲဆက်ဆံတာကိုအာဏာမဟုတ်တာကိုအလွဲသုံးစားလုပ်တာဒီကုမ္ပဏီမှာလုံးဝခွင့်မပြုပါဘူးကိုတန်းဦးကိုချက်ချင်းအရေးယူပြီးအလုံးမဖြုတ်လိုက်တယ်နောက်နေ့တွေမှာတော့ကုမ္ပဏီဟာပိုပြီးတည်ငြိမ်လာတယ်ဝန်ထမ်းတွေကလည်းတယောက်ကိုတယောက်လေးစားတက်လာကြတယ်မေတ္တာစင်ကသူ့ကိုယ်သူတေချာသဘောပေါက်သွားတယ်အောင်မြင်တဲ့လုပ်ငန်းတစ်ခုဆိုတာအာဏာနဲ့မဟုတ်ဘူးလေးစားမှုနဲ့တည်ဆောက်ရတာပဲ